Hello လိုင်းမမှာချိန်လုံးတက်နေတဲ့အင်ဒိုပန်ညက်ဆိုတာလေးဒီနေ့လုပ်စားပါမယ်။စားကောင်းနဲ့မတန်လို့လားမသိပါဘူးပြင်စင်လေးမီးပြတ်သွားတယ်ရှင်။မီးပြတ်သွားလို့ gas နဲ့တဲရောလေတဲနေနဲ့ gas ကုန်သွားပါတယ်။အဲ့တော့ဒီနေ့စားဖို့စားမယ်ဆိုပြီးညီမညောက်သားကမြေချင်းတူးပြီးတော့မီးဖို့လုပ်ကြပါတယ်။ Finally we got it မီးဖို့ရပြီဆိုတော့မီးမွေးဖို့အတွက်ထင်းရှာပါမယ်။အပြီးလေးကြက်သားအိုးစက်တဲပါတယ်။အိုးပြေးရမှာဆိုတာနဲ့အိုးပြောက်ပြီးတော့တဲလိုက်ပါတယ်ရှင်။ရေခမ်းအပြုတ်သွားပြီးတော့ကြက်သားဆက်ကြောပါမယ်ရှင်ကြက်သားပြုတ်ထဲမှာအရသာထည့်ထားပြီးသားပါနော်ကြက်သားကြော်ရဲ့နေရာမှာမီးအေးလေးနဲ့ပုံပုံကျွတ်တောင်ကြော်ပေးရပါမယ်ရှင်ဒါတော့စားဖို့အတွက်အိပ်ပြီးတော့စောင့်နေတဲ့သူပါဘလုံးမလို့မစားအောင်ဆိုလို့နှမ်းထားဖြူပါတယ်အခုလိုမျိုးပေါ်ရင်ကျွတ်လာရင်တော့ဆေးလို့ရပါပြီရှင်ဆေးပြီးသွားရင်တော့ဒီနေ့ဟင်းပွဲအဓိကဆက်ပါအောင်စားကြော်ပါမယ်ရှင်မီးအေးလေးနဲ့မကြော်ရပါတော့သူကလေပေါက်ပြီးတော့ဆင်တက်လို့ပါအကောင်လုံးဆဲပြီးရင်တော့ထောင်းပါမယ်ရှင်ထောင်းတဲ့နေရာမှာစီလေးနှင်းငယ်ထည့်ထောင်းပေးပါနော်အရသာတော့ကတော့စားချုံမှုနှင်းငယ်ထည့်ထားပါတယ်နောက်ဆုံးမှာတော့ခုနကြော်ထားတဲ့ကြက်ကြော်ကိုအနှဲငယ်ထိုးပြီးတော့အပေါ်မှာမျိုးချောင်းလေးတင်စားရပါပြီရှင်ဖုံးဆောင်ကြပါအောင်လားရှင်အဆုံးလေးကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်